အားလုံးပဲမင်္ဂလာပါဗျာဒုတိရွှေတောင်တန်းဖော်မြူလာကနေပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ရဲ့ပရိသတ်တွေအတွက်တကယ်ကိုပဲထူးခြားတဲ့နေ့လေးသမီးပါဘာလို့လဲဆိုတော့ကျွန်တော်စီမှာ16ဘက်စက်တိုက်တစ်ပတ်မှမပြတ်ခဲ့တဲ့တောက်လျှောက်ဝင်နေတဲ့အထူးမွေးကတကယ်ရှိနေတော့ပဲဖြစ်ပါတယ်အခုကျွန်တော်ပြထားတဲ့ဗီဒီယိုမှာမြင်နေရတဲ့ဒီမွေးကရဲ့အစိပ်ပိုင်းတစ်ချို့ကျွန်တော်ပရိသတ်တွေကိုရုပ်ယူမှုရရှိအောင်အနေငယ်ပဲဖော်ပြပေးထားတာဖြစ်ပါတယ်ရခင်ဘက်ဒီကိုကျွန်တော်တို့ပြန်လဲသုံးသက်ကြည့်ရအောင်အရင်ဘက်တနလာၤနေ့ကမနက်9ကိုညနေ2အင်္ဂါနေ့ကြတော့လေမနက်ပိုင်း9ကိုညနေ10ဆိုပြီးထွက်ထားတဲ့ဟာတွေမှာကျွန်တော်ရဲ့ပေါ်မြူလာတွေဘယ်လောက်လုပ်ခဲ့တယ်လဲဆိုလားပြည့်တဲ့ကြီးအတီးပဲဖြစ်မှာပါအခုဒီ14ဘက်ဇက်တိုက်အမှားမရှိသေးတယ်မွေးကပ်ပြည့်စုံမှုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေဘိုင်ဘာမှာအခမဲ့လာယူလို့ရပါတယ်နော်အခုဘိုင်ဘာနံပါတ်လေးကိုတော့ကျွန်တော်ဒီဝီဝဲမှာထပ်ကပ်ပေးထားပါတယ်အဲ့ဒီဘိုင်ဘာနံပါတ်လေးကိုအခုပဲဟာရီကိုပို့ပြီးတော့လာရောက်တောင်းနိုင်ပါတယ်ကျွန်တော်အခမဲ့ပါနော်အကုန်အခမဲ့ပို့ပြီးမှဖြစ်ပါတယ်တဲ့မွေးကပ်ကိုဘိုင်ဘာမှာလာယူနေနဲ့မနေ့ပြန်တန်းလာနေပတ်တဲ့အဖွင့်တွေကျွန်တော်ရဲ့ရွှေတောင်တန်းဖော်မြူလာအရာတွက်ချက်ထားတဲ့မာဂီ3လုံးကိုချပြပေးပါမယ်အဲ့ဒါတွေကတော့9 4တစ်ပဲဖြစ်ပါတယ်တင်းလာနေတနေ့တာတော့အတွက်အားကောင်းဆုံးကီးရီဖြစ်လို့မိမိကြိုက်တဲ့ဝါသနာပါတဲ့ကဏ္ဍတွေကိုကိုယ်ဖက်ကစားနိုင်ပါတယ်အပတ်တင်မှာအားလုံးကကောင်းကြပါစေ14ဘိုင်စတိုင်းမပြတ်ခဲ့တဲ့မွေးကပ်ကိုအမိရယူထားကြကိုထပ်မံတိုက်တွန်းချင်ပါတယ်ဘိုင်ဘာခုပြထားတဲ့နံပါတ်ကိုပဲဆက်သွယ်လိုက်ပါနော်ဘိုင်ဘာမှာပဲရပါမင်းဘိုင်ဘာမှာ high လေးလုံးပဲဒါပို့ထားလိုက်ပါကျွန်တော်အနေနဲ့အခမဲ့ပို့ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုနောက်ထပ်တွေ့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်